One Championship ရဲ့ Grand Fighter အဖြစ် Hall of Fame ဆုနဲ့ပါဂုဏ်ပြုခံရတော့မယ့်အောင်လအန်ဆန်ပရိသတ်များများ Yes Ball အိုင်မက်ကွန်ရှေကိုစာမေးကနေပြန်လဲကြော်လိုက်ပါရင်အောင်လအန်ဆန်တို့ဂျပန်မှာကျင်းပမယ့်လာမယ့်1173ပြိုင်ပွဲမှာ Hall of Fame ဆုပေးမယ်ဆိုပြီးတော့ One Championship ကကြီးညာသွားခဲ့ပါရင်MMA ပြိုင်ပွဲကိုမြန်မာပရိသတ်တွေတခါနဲ့အားပေးလာအောင်စွမ်းဆောင်နိုင်ခဲ့ပြီးကမ္ဘာကလည်းမြန်မာကိုသိစေခဲ့တဲ့ကချင်တိုင်းရင်းသားကြီး Fighter ကြီးဟာအခုဆိုရင်တော့ MMA ကနဝင်တယောက်ဖြစ် Hall of Fame ထဲမှာပါထည့်သွင်းခြင်းခံရတော့မှာဖြစ်ပါရင်Hall of Fame ဆုဆိုတာကအားကစားလောကမှာအောင်မြင်မှုတွေပံ့ပိုးမှုတွေနဲ့အမွေအနှစ်တွေကိုဖန်တီးပေးခဲ့တဲ့အားကစားသမားတွေနည်းပြတွေဒါမှမဟုတ်အဖွဲ့အစည်းတွေရဲ့တမိုင်းမှာထင်ရှားတဲ့ပုံကိုယ်တွေကိုဂုဏ်ပြုတဲ့ဆုတစ်ခုပါMMA လောကမှာဆိုရင် Hall of Fame ဆုဟာ Fighter တယောက်ရဲ့အားကစားသမိုင်းမှာအောင်မြင်မှုရရှိခဲ့ရုံနဲ့မကအဖွဲ့အစည်းရဲ့ဂုဏ်သတင်းကိုမြင့်တင်ပေးခဲ့တာပရိသတ်တွေကိုစိတ်ဝင်စားလာအောင်လှုပ်ဆော်ပေးခဲ့တာနဲ့အားကစားလောကကိုဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆော်ပေးခဲ့တဲ့အမွေအနှစ်တွေကိုပေးရတာပါOne Championship Hall of Fame ဆိုတာအဖွဲ့အစည်းရဲ့တမိုင်းမှာထင်ရှားတဲ့ fighter တွေနီးပြတွေဒါမှမဟုတ်ထူးခြားတဲ့ပွဲစဉ်တွေကိုဂုဏ်ပြုဖို့အတွက်ရည်ရွယ်ပါတယ်ဒီဆုကိုရရှိခဲ့တဲ့ fighter တွေဟာအောင်မြင်မှုတွေနဲ့အတူအဖွဲ့အစည်းရဲ့ရေပန်းစားမှုကိုတိုးတက်စေခဲ့တဲ့သူတွေပရိသတ်တွေအာရုံစိုက်မှုကိုဖန်ဆားနိုင်ခဲ့တဲ့သူတွေနဲ့အားကစားလောကမှာအပြောင်းအလဲတွေဖြစ်စေခဲ့တဲ့သူတွေဖြစ်ပါတယ် One Championship Hall of Fame ဆိုတာလေဒီလိုပဲ fighter တွေရဲ့အမွေအနှစ်တွေကိုထိန်းသိမ်းပြီးဂုဏ်ပြုဖို့အတွက်ရည်ရွယ်ပါတယ်မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲ internet line ရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yes Ball iBet ခွန်ရှိကို agency မှာဘောလုံးကစားလို့ရတယ်နော်နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ iBet ခွန်ရှိကိုမောင်း996မှာ body မောင်းပထမပိုင်းဒုတိယပိုင်းသာမကဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ဘောင်းစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်သစ်10ရာခိုင်နှုန်းစနေနေ့တိုင်း unit ဖြည့်9ရာခိုင်နှုန်းလာချုပ်ရှုံးကြေးဘောနဲ့9ရာခိုင်နှုန်းပေးတဲ့အပြင်မြေပြမရှိယုံကြည်စိတ်ချစွာကစားခြင်းနဲ့ဆိုရင်တော့ Yes Ball ပေးကနေပဲဖြစ်ဖြစ် Viber Telegram 399253 9439ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာHall of Fame ဆိုတာ fighter တယောက်ရဲ့ကစားမဘဝသမိုင်းကိုအမှတ်တရအဖြစ်နဲ့ထိန်းသိမ်းရင်လူငယ်တွေကိုအားကစားနယ်ပယ်မှာစူးစမ်းဖို့လှုံ့ဆော်ပေးပါတယ်ဒီဆုကိုရရှိခဲ့တဲ့သူတွေဟာအားကစားလောကရဲ့ကနဝင်ပုံကိုယ်တွေအဖြစ်သတ်မှတ်ခံခဲ့ရပြီးသူတို့ရဲ့အောင်မြင်မှုတွေဟာအားကစားသမိုင်းမှာထာဝရကျန်ရစ်ခဲ့မှာပါOne Championship က Hall of Fame ဆုကို2019ခုနှစ်မှာစတင်ပေးအပ်ခဲ့ပါတယ်ဒီဆုကိုပထမဆုံးရရှိသူကတော့ကမ္ဘာအဆင့်မီ Flyweight Champion ဟောင်းDemetrius Johnson ဖြစ်ပါတယ်သူဟာ2019ခုနှစ်စက်တင်ဘာ6ရက်နေ့မှာကျင်းပခဲ့တဲ့ One Championship အထူးပွဲစဉ်တစ်ခုမှာဒီဆုကိုလက်ခံရယူခဲ့ပါတယ်ဒီတီဟာ UFC မှာ Flyweight Champion ဖြစ်နာမည်ကြီးခဲ့ပြီး One Championship မှာလည်းသူရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ကစားစွမ်းရည်တွေနဲ့ပရိသတ်တွေကိုဖန်ဆားနိုင်ခဲ့ပါတယ်သူရဲ့အောင်မြင်မှုတွေဟာ One Championship ရဲ့ဂုဏ်သတင်းကိုမြင့်တင်ပေးခဲ့ပြီးဒီဆုကိုပထမဆုံးရရှိသူဖြင့်သတ်မှတ်ခြင်းခံခဲ့ရပါတယ်One Championship ဟာ2011ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး2019ခုနှစ်မှာတော့ကမ္ဘာအဆင့်မီအားကစားပွဲအစည်းတစ်ခုဖြင့်ရပ်တည်နိုင်ခဲ့ပါတယ်ဒီဆုကိုပေးရတဲ့ရွေးချယ်ကအဖွဲ့အစည်းရဲ့ကနဝင်ပုံကိုယ်တွေရဲ့အမွေအနှစ်ကိုထိန်းသိမ်းဖို့နဲ့အားကစားလောကကိုဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်ပေးခဲ့တဲ့သူတွေကိုဂုဏ်ပြုဖို့ပါအောင်လအန်ဆန်ဟာ One Championship Hall of Fame ဆုကို2025မှာခံယူရမှာဖြစ်ပြီးဒီဆုဟာ One Championship ရဲ့တမိုင်းမှာဒုတိယအကြိမ်မြောက်ပေးအပ်မှုဖြစ်လာပွဲရှိနေပါတယ်ဒီဆုဟာအောင်လရဲ့အားကစားသမားဘွားတမိုင်းနဲ့အဖွဲ့အစည်းတွေအတွက်ပံ့ပိုးမှုကိုဂုဏ်ပြုတဲ့အနေနဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်အောင်လအန်ဆန်ဟာ One Championship Hall of Fame ဆုနဲ့ထိုက်တန်တဲ့ဆိုတာသူ့ရဲ့ကစားသမားသမိုင်းအောင်မြင်မှုတွေနဲ့ MMA လောကအတွက်ပံ့ပိုးမှုတွေကိုကြည့်ရင်ထင်ရှားပါတယ်အောင်လအန်ဆန်ဟာ One Championship ရဲ့တမိုင်းမှာ Middleweight တန်းနဲ့ Light Heavyweight တန်းတွေမှာချန်ပီယံဖြစ်ခဲ့သူပါဒီလိုအောင်မြင်မှုတွေနဲ့အောင်လရဲ့ကနဝင်အဆင့်ကိုပြသနေပြီး One Championship Hall of Fame ဆုနဲ့ထိုက်တန်တဲ့ဆိုတာကိုသက်သေပြနေပါတယ်သူရဲ့ပွဲစဉ်တွေဟာမြန်မာနိုင်ငံအပါအဝင်အာဆီယံဒေသတွင်းနိုင်ငံတွေမှာပရိသတ်တွေရဲ့အာရုံစိုက်မှုကိုဖန်ဆားနိုင်ခဲ့ပြီး One Championship ရဲ့ရေပန်းစားမှုကိုတိုးတက်စေခဲ့ပါတယ်အောင်လအန်ဆန်ဟာမြန်မာနိုင်ငံရဲ့ကမ္ဘာအဆင့်မီ MMA ချန်ပီယံဖြစ်ခဲ့ပြီးသူရဲ့အောင်မြင်မှုတွေဟာမြန်မာပြည်သူတွေအတွက်ဂုဏ်စရာခိုက်တန်တွေကိုဖန်တီးပေးခဲ့ပါတယ်မြန်မာနိုင်ငံလိုအားကစားနယ်ပယ်အခွင့်အရေးနဲ့ပါတဲ့နိုင်ငံတစ်ခုကနေကမ္ဘာအဆင့်မီချန်ပီယံဖြစ်လာခဲ့တာဟာလူငယ်တွေအတွက်စိတ်အားတက်ကြွဖွယ်လှုံ့ဆော်မှုတစ်ခုပါသူရဲ့ပွဲစဉ်တွေဟာမြန်မာနိုင်ငံရဲ့အားကစားသမိုင်းမှာအမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်အောင်လအန်ဆန်ရဲ့ပွဲစဉ်တွေဟာမြန်မာပြည်သက်တွေကို MMA အားကစားကိုချစ်မြတ်လို့လာအောင်လှုံ့ဆော်ပေးခဲ့ပါတယ်သူရဲ့ One Fight 36ပွဲစဉ်တွေဟာ Prime Video မှာတိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးကမ္ဘာတစ်ဝန်းကပရိသတ်တန်းပေါင်းများစွာကကြည့်ရှုခဲ့ကြပါတယ်။အောင်လရဲ့ပွဲစဉ်တွေဟာ One Championship ရဲ့ရေပန်းစားမှုကိုတိုးတက်စေခဲ့ပြီးအာရှဒေသတွင်း MMA အားကစားကိုဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်ပေးခဲ့ပါတယ်။ဒီလိုအောင်မြင်မှုတွေဟာ Hall of Fame ဆုနဲ့ထိုက်တန်နေဆိုတာသက်သေပြပါတယ်။အောင်လအတွက် Hall of Fame ဆုကိုတော့လာမယ့်1173ပြိုင်ပွဲမှာကျင်းပသွားမှာဖြစ်လို့ဆက်လက်စောင့်ကြည့်ပေးသွားဖို့အတွက်တိုက်တွန်းလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။